ကဲကျွန်တော်တို့မတွေ့ရတာကြာပြီပေါ့နော်ဒီကြားထဲမှာဝေါကကလည်းရှိနေတာဆိုတော့ကျွန်တော်တို့လီပွဲစဉ်တွေကိုပြန်စဖို့ကဝေါကကလည်းဒီနေ့မနက်မှာပြီးသွားပြီဆိုတော့လီပွဲစဉ်တွေပြန်စဖို့ကကျွန်တော်တို့လိုရည်ရဆိုပေမဲ့လီပွဲစဉ်မတိုင်ခင်မှာကျွန်တော်တို့ pre-season 2အနေနဲ့လီဗာပူးအသင်းကအမေရိကန်မှာတွားရောက်ပြီးတော့ pre-season 2ကိုကျင်းပမှာပါဗျာဆိုတော့ဘလူးပဲဖြစ်ကျွန်တော်တို့လီဗာပူးအသင်းရဲ့ pre-season 2ကိုဒီလာမဲ့စံတင်နေပေါ့နော်25ရက်နေ့မနေ့4နိုင်ပွဲမှာရှင်ပြိုင်ကစားသွားမှာဖြစ်တယ်ပေါ့ဆိုတော့ဒီမနေ့4နိုင်ပွဲမှာရှင်ပြိုင်ကစားသွားမှာတော့လီဗာပူးအသင်းနဲ့ဆန်ဒလန်အသင်းတို့တွေဖြစ်ပြီးတော့ဒီနေ့မှာလီဗာပူးအသင်းနေနဲ့USA ကိုတော့ထွက်သွားပြီပေါ့နော်အဲ့ဒီထွက်သွားတဲ့လူစင်းတွေမှာပါလာခဲ့တဲ့ကစားသမားတွေကိုပြောမယ်ဆိုလို့ရှိရင်တော့ကိုဒမနေရာမှာဆိုလို့ရှိရင်တော့မမဒက်ပီလီရှိမယ်ဝူမန်ရှိမယ်ဂျာရိုရှိမယ်ပေါ့ဒီ3ယောက်ပဲရှိမယ်ဘာလို့လဲဆိုတော့ဒီကျွန်တော်တို့လူငယ်ကစားသမားလေးအာမင်ဖက်စီကိုနော်ခဲ့တဲ့နိုင်ဝက်လောက်ကပဲဒီဩစတြေးလျကလပ်ပေါ့နော်သူတို့က long term contract နဲ့စာချုပ်ချုပ်သွားခဲ့တယ်ဒါပေမဲ့ loan အနေနဲ့ဆိုရင်တော့တော်တော်လေးလည်းအဆင်ပြေတယ်ဒီကိုသမားလည်းသူ့ရဲ့ experience ကိုအဲ့ဒီမှာယူပြီးတော့နောက်3-4-5နှစ်မှသူနေရာရနိုင်မယ်ထင်တယ်ပေါ့နော်ဆိုတော့ဘလို့ဖြစ်ဖြစ်ဒါကတော့ကစားသမားတွေ့ရောကလပ်တင်တွေ့ရောကောင်းတဲ့အချက်တစ်ချက်ပါနောက်ထပ်ဒီနောက်တန်းနဲ့ခန်းစစ်ကစားသမားတွေကိုပြောမယ်ဆိုရင်တော့ဂိုးမဲ့ပါလာတယ်ဂျက်ခွက်ပါတယ်ပေါ့နော်ခါကက်ပါမယ်ပေါ်နာဘရက်လီလီယိုနီစီမီကက်ဖရင်ပေါင်ချမ်ဘာရန်စီစကယ်လွန်ဒေးဗစ်နဲ့ကျွန်တော်တို့ကွင်းလယ်ကစားသမားပါဆိုရင်တော့အန်ဒိုပါလာမယ်ဆိုဘိုစလိုင်းပါမယ်ကာတစ်ဂျုံပါမယ်ပြီးတော့အီလီယိုပါမယ်ပေါ့နော်အဘီပါမယ်ညိုနီပါမယ်ဘက်ချီတစ်ပါမယ်မက်ရှ်ကောနဲ့ပါပြီးတော့ဟောပါလာခဲ့ပေါ့ဒီဘလိုပဲဖြစ်ပေါ့နော်ဒီလူငယ်ကစားသမားတွေအတွက်ကဒီ pre-season 2မှာသူတို့ရဲ့ခြေစွမ်းတွေကိုပြသဖို့သူတို့ရဲ့အစွမ်းဆောင်ရည်တွေကိုပြသဖို့ကတော့အကောင်းဆုံးအခြေအနေတစ်ခုမှာပေါ့နော်မြင်တွေ့ရမှာပေါ့ဒါပေမဲ့နောက်ထပ်တိုက်စစ်ကစားသမားတွေမှာဆိုလို့ရှိရင်တော့ခီးစားပါလာမယ်အီကီတီကီကတိုင်ရပြဿနာရရှိနေပေမဲ့လည်းဒီ pre-season 2မှာသူပါဝင်လာခဲ့ပေါ့နော်ဘလို့ဖြစ်တာတော့ကောင်းတဲ့အချက်လို့ပဲပြောလို့ရမယ်နောက်တစ်ယောက်ကကျတော့လူငယ်ကစားသမားလေးခူမက်စ်ပါမယ်မော်ရီဆင်ပါမယ်အန်ကူမိုဟာပါမယ်ပြီးလို့ရှိရင်တော့ We Rise ပါမယ် Sony Lampi ပါပြီးတော့ and do ခွေပေါ့နော်ဆိုတော့ဒီလူငယ်ကစားသမားလေးပါဝင်လာခဲ့မှာပေါ့ဒီနေ့မှာလီဗာပူးအသင်းက USA ကိုတွားပြီးတော့ဒီနေ့မှာ USA ကိုတွားဖို့ဒီလူစင်းကိုထုတ်ပြန်လာတယ်ပေါ့နော်နောက်ထပ်ဒီ World Cup မှာရှင်ပြိုင်ကစားနေတဲ့ Marca Leicester တို့ပြီးတော့ Victor Munoz တို့နောက်ပြီးတော့ဒီအစီတွေမှာပြုတ်သွားခဲ့တဲ့ Gravenberch တို့ Florian Wirtz တို့Virgil van Dijk တို့ Cody Gakpo တို့ကကြတော့ကျွန်တော်ထင်တယ်ဒီ Sunderland နဲ့ပွဲအပီးအဲ့ပေါ်တော့ Sunderland နဲ့ပွဲအပီးမှာအသင်းနဲ့ပါဝင်ပြီးတော့ပူးပေါင်းလိမ့်မယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ဘလို့ဖြစ်လီဗာပူးအသင်းရဲ့ pre-season 2 2026-2029လီဗာပူးအသင်းရဲ့နီးပြတဲ့ဖြစ်တဲ့နီးပြအာရီအိုလာရဲ့ပထမဆုံးလီဗာပူးအသင်းရဲ့ pre-season 2မှာကျွန်တော်တို့တွေဘလို့ကစားကွက်နဲ့မြင်တွေ့ရမလဲလူငယ်ကစားသမားတွေကပဲကစားသမားတွေကခြေစမ်းပြပြီးသူတို့ရဲ့ကစားသမားဘောကတစ်စိမြင့်တင်မှုအရေးဒီpre-season 2ပွဲစဉ်တွေမှာဘယ်လောက်ထိလောက်ပြမလဲဆိုတော့ကျွန်တော်တို့တွေအင်ကုန်းစာနဲ့စောက်ကြည့်ရမှာပေါ့ဗျာဘလို့ဖြစ်လီဗာပူးပွဲစဉ်တွေကိုလွမ်းနေကြတယ်ကျွန်တော်တို့လီဗာပူးပရိသတ်တွေအားလုံးလဲလီဗာပူးပွဲကဒီပြန်စတော့မယ်ဆိုတော့ဘလို့ဖြစ်ရင်းခုန်တယ်ဘလို့ပဲဖြစ်ဗျာဒီထဲမှာနိုင်ငံပွဲ World Cup ကဘလောက်ပဲရှိနေပါစေကိုချစ်တဲ့လီဗာပူးအသင်းရဲ့ပွဲစဉ်တွေလာမယ်ဆိုရင်တော့ကျွန်တော်တို့လီဗာပူးအသင်းပရိသတ်တွေကတော့ရင်ခုန်နေသေးပါပဲဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့